အားလုံးပဲမင်္ဂလာပါရှင်ခင်ခင်ကာတွန်း channel ကနေပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နံပြားတယ်မလေးသစ္စာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးရေတောင်းဆိုစရာလေးတစ်ခုရှိပါတယ်နော်ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်တာပါ subscribe လုပ်ပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါမယ်သစ္စာရဲ့ယောက်ျားဖြစ်တဲ့ဟင်ထက်ကကားတိုင်းမှုဖြစ်သွားပြီးမတန်မစွမ်းဘဝကိုရောက်ရှိသွားပါတယ်အဲ့လိုနဲ့ပဲဟင်ထက်ကအိမ်မှာပဲအနားယူနေရတော့တာကြောင့်ပတ်စံအကျက်တဲတွေကဖြစ်ပေါ်လာပါတယ်သူတို့လင်များနဲ့တူတူနေထိုင်တဲ့သစ္စာရဲ့ယောက်ျားဖြစ်သူကလည်းသစ္စာကိုအမြဲဆိုသလိုနှိပ်စက်လေးရှိပါတယ်တနေ့လုံးဘာတွေလုပ်နေမှန်းကိုမသိဘူးဟိုမှာကြည့်ပါအောင်လားငါရဲ့သားလေးကဗိုက်စာနေလို့စိတ်ညစ်နေရတာသူ့အရင်ထမင်းကျွေးလိုက်စမ်းကိုယောက်ျားတော့မဆောင်ရှောက်ပေးနိုင်ဘူးလားဘာလို့အဲ့လိုပြောရတာလဲမေအိမ်ရဲ့ခြေနေကိုလည်းအမေသိရပဲလေမနေ့တုန်းကဖះเจ้าကရတဲ့စားစရာကိုလည်းအမေနဲ့သူ့ကိုပဲကျွေးတာလေသမီးတို့မနေ့ကတည်းကဘာမှစားရသေးတာမဟုတ်ဘူးဟုတ်လားငါတို့လည်းဘယ်သေးပါမလဲအေးစားပြီးလာတယ်လို့ပဲထင်တာပေါ့သွားစမ်းပါငါအုံနောက်ကိုလာစားမနေနဲ့အပြင်မှာသွားတောင်းစားပြီးတော့ငါတောင်းစားဖို့တခုခုသွားရှာလာခဲ့သစ္စာလည်းအိမ်ကနေထွက်လာခဲ့တာပေါ့ဒီနောက်မှာစားတောက်ဆိုင်နဲ့တဆိုင်တွေ့သွားပါတယ်အဲ့ဒီအချိန်မှာသစ္စာကအဲ့ဒီစားတောက်ဆိုင်ရဲ့အနားကိုသွားပြီးအမိုက်ပုံးထဲကနေနံပြားတွေယူလာပြီးယောက်ျားဖြစ်သူစားဖို့အတွက်ပေးလိုက်ပါတယ်အဲ့ဒီနံပြားတွေထဲကတချို့ကိုတော့ယောက်ျားဖြစ်သူကိုပေးလိုက်ပါတယ်ဒီလိုနဲ့ပဲနောက်နေ့တရက်မှာသစ္စာကိုအဲ့ဒီဆိုင်ပန်ရှင်ကတွေ့သွားတော့တာပေါ့ဆရာနံပြားတွေကိုဘယ်လိုလုပ်တာလဲရှင်ကျမကိုလည်းသင်ပြပေးပါလားဆိုင်မှာအလုပ်လုပ်ပြီးတင်ယူပေါ့ဘလို့ပဲပြောငါလည်းအလုပ်လုပ်ပေးမဲ့လူလိုးနေတာဒါပေမဲ့တခုတော့ရှိတယ်ပတ်စံတော့မပေးဘူးနော်တရက်ကိုနံများ6ချက်ပေးမယ်စင်ပြေလားမင်းအလုပ်လုပ်တတ်သွားတဲ့ခါကျမှပတ်စံပေးမယ်လေအဲ့လိုနဲ့ပဲသစ္စာကဆိုင်ပန်ရှင်စီကနေနံပြားလုံနေကိုတင်ယူပြီးတန်ရှင်းရေးတွေကိုဝိုင်းဝန်းကူညီပေးပါတယ်။ရှန်အနှဲငယ်ကြပြီးတညနေမှာတော့သစ္စာကသူ့ရဲ့အလုပ်ရှင်ကိုပြောပါတယ်။ဆရာကျမအခုဆိုနံပြားလဲလှုပ်တက်သွားပြီ။ကျမကိုလှစာပေးပါတော့နော်။ဟုတ်လား။ငါဆိုင်ကနေအမြဲတမ်းနံများတွေယူသွားနေတာလက်ကားရနေရလို့ထင်းနေတာလား။မင်းကစားဖို့တော့ဖို့လဲလက်ကားပေးရသေးတယ်။လှစာကပေးရမှာလေလား။ဒါပေမဲ့ဆရာပဲပြောတာလေ။ပြန်ခံမပြောစမ်းနဲ့။ကြားလား။ဒီကနေထွက်သွားစမ်း။နောက်ကငါစီကိုမလာခဲ့နဲ့ထွက်သွားလိုက်တော့အဲလိုဖြစ်မှန်အစာတွေကသိတယ်အဲပိုင်ရှင်ကဘာမှပေးမဲ့ကောင်မဟုတ်ဘူးသူတို့ကစင်းရဲသူတွေကိုဂုံသွေးဆုပ်ဖို့ပဲသိတာအမားလုပ်တဲ့နံများထက်စားကောင်းတဲ့နံများမျိုးကျွန်တော်ကတော့မစားဘူးသေးဘူးဗျာအမကိုယ်တိုင်နံများဆိုင်ဖွင့်ပြီးတော့ရောင်းပါလားဗျာကျွန်တော်မှစူထားတဲ့ပတ်စံတွေရှိတယ်အမယူထားလိုက်အရင်ကိုကျေးဇူးတင်ပါတယ်မောင်လေးရဲ့ဒီနောက်မှာသစ္စာကနံပြားဖုတ်ဖို့အတွက်မြေအိုးလေးကိုပြင်ဆင်လိုက်ပြီးတော့နံပြားဆိုင်လေးကိုဖွင့်လိုက်ပါတယ်။နောက်နေ့တရက်မှာပဲသစ္စာနဲ့ထက်မြက်ပေါင်းပြီးသီးစုံပဲဟင်းနဲ့တူတူနံပြားကိုရောင်းချပါတယ်။အတော်လေးကိုအရသာရှိတာကြောင့်လူတိုင်းကဆိုင်လေးစီကိုရောက်လာကြပါတယ်။အမရဲ့ဆိုင်ကနံပြားအတော်လေးကိုစားကောင်းတယ်လို့ကြားတယ်ဗျ။ကျွန်တော်တို့ဘွဲလောက်ပြင်ပေးပါလားဗျာ။ဟုတ်ကဲ့ပါကို။ဝါအရသာရှိလိုက်တာအတော်လေးကိုစားကောင်းတာပဲ။ကောင်းလိုက်တာကွာ။အဲ့လိုနဲ့ပဲအနီးနားရွာလူတွေပါသစ္စာရဲ့ဆိုင်လေးကိုရောက်လာကြပါတယ်။သစ္စာနဲ့ထက်မြက်တို့ပေါင်းပြီးအလုပ်ကိုစ조사လုပ်ရင်ကိုပိုင်စားတောက်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်လိုက်ကြပါတယ်။ဒီလိုနဲ့ပဲသစ္စာကြုံတွေ့နေရတဲ့ခက်ခဲတိုင်းကပြေလည်သွားခဲ့တာပေါ့။ဒီနောက်မှာသစ္စာကသူ့ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါတော့တယ်။ဟုတ်ကဲ့ပါရှင်ပရိသတ်ကြီးရေဒါလေးကတော့ဇလန်းတူလေးဖြစ်သွားပါရဲ့နော်။ဒါပေမဲ့ဒီဇလန်းလေးကသစ္စာလိုပဲဘဝကိုရှုံးမပေးပဲကြိုးစားတက်မှာနော်အခုလိုဟင်ဒီကာတွန်းလေးတွေသဘောကျရဲဆိုရင်တော့ကျမတို့ရဲ့ခင်ခင်ကာတွန်း channel လေးကို subscribe လုပ်ခဲ့ပါအောင်ရှင်ဗီဒီယိုတစ်တင်တိုင်းမှာသိအောင်လို့လဲဘေးက notification လေးကိုနှိပ်ခဲ့ပေးပါအောင်နော်အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်